အကယ်ဒမီရမယ်လို့ပြည်သက်တွေခံမှန်းထားကြတဲ့ဇက်ကား9ကနံပါတ်5ခန့်ကော်နီရှင်ဆောင်တဲ့ဒီပင်ကဲဆိုပဲမတော်မပွင့်ပါစေနဲ့နံပါတ်4ဖြောတန်မဲသိပါနာကြီးစိမ့်နဲ့နှလုံးသားကိုဖြတ်ရိုက်မှာအခါခါသိနံပါတ်3နတ်ဝင်တဲ့နတ်ဝင်လေဆိုတာမျိုးကလေးကမျိုးကပါလာထက်ကဆိုင်ရာပိုင်ပုဂ္ဂိုလ်တောင်းပေးလို့ဒီလူပရလောကကိုစက်တယ်နံပါတ်2ပန်းမြိုင်လေးကဥယျာဉ်မူဖြစ်ပေါ်လာတဲ့ချစ်တရားဒီတန်တရားမဆုံးသေး၍တည်မြဲနေမယ်ချစ်မှုပေါ့နံပါတ်1မြင့်လက်တက်ပေမဲ့ရေစီးကကျန်းတယ်ပရိသတ်တို့သာအကယ်ဒမီပေးရရင်ဘယ်ဇက်ကားကိုအကယ်ဒမီပေးချင်လဲဆိုတာကောမန့်မှာမှတ်ခဲ့ပေးကြပါအောင်နော်ကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်